င်သေးပေမဲ့စိတ်ပြင်းတဲ့တိုတာပတ်ဆိုရုပ်ပြောင်းလေးကျွန်တော်ဒီရောင်းချပြပါမယ်ခင်ဗျာနောက်တစ်ဆက်ဆိုတော့ကျွန်တော်ရုပ်လေးလည်းပြောင်းသွားပါပြီရန်ကုန်တိုင်းစင်အခရာလေးလည်းမြင့်မယ်အခရာဂျီတိုင်းနဲ့ရပါမယ်ခင်ဗျာကျွန်တော်လိုင်စင်သက်တမ်းလေးရလဲ2029လပိုင်းကြီးကြံပါမယ်ဒါဆိုရင်ကျွန်တော်ကားလေးကိုဘက်ကရိုက်ပြပေးပါမယ်ခင်ဗျာအယောင်လေးကတော့ကျွန်တော်တို့ဒါတနက်ခါအယောင်လေးဖြစ်မယ်မိတ်ကပ်အယောင်လေးပါနော်1000cc အင်ဂျင်ပါ 1000cc ပါအင်ဂျင်ပြောင်းသွားပါပြီခင်ဗျာအင်ဂျင်ပြောင်းတာဆိုတော့ကျွန်တော်တို့အင်ဂျင်တုံတာတို့ဘာလို့လုံးဝမရှိတော့ပါဘူးရုပ်ပြောင်းလေးဆိုတော့ကျွန်တော်တို့တော်တော်လေးလည်းကြည့်ကောင်းပါတယ်ခင်ဗျာတာယာလေးလည်းကျုံမယ်တာယာလေးလည်းကျွန်တော်အစ်စ်လေးထည့်ပေးထားပါတယ်ခင်ဗျာနံပါတ်21ကိုနော်ကျွန်တော်တို့နံပါတ်လေးလည်းစပါမယ်ဒါတော့ကျွန်တော်ကားလေးဘက်ကရိုက်ပြပေးတာဖြစ်ပါတယ်ခင်ဗျာရိုးစစ်တိုက်ခိုက်ဖော်စုဖြစ်ဆက်မှတ်တမ်း W ရှင်းပါတယ်နော်ကျွန်တော်တို့ကလည်းအာမခံပြီးရောင်းချပေးတာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်အတွင်းကလေးရိုက်ပြပေးပါမယ်ခင်ဗျာဒါကတော့တိုတာပတ်ဆို2010ရုပ်ပြောင်းလေးအတွင်းကလေးပဲဖြစ်ပါမယ်ခင်ဗျာပထမဆုံးဆက်ဆက်ကြည့်တိုင်းမယ်ဆိုရင်ကျွန်တော်ထိုင်ကုန်ကအဆက်ကျွန်တော်တို့ပြောင်းတော့တွေ့ရပါမယ်ဖြစ်ပါတယ်ခင်ဗျာအပေါ် dashboard တွေကျွန်တော်တို့ဟိုလက်ကင်ကွင်းလေးဆိုလဲကျွန်တော်တို့တော်တော်ပြောင်းလဲသွားပါပြီနော်လက်ကင်ကွင်းရဲ့ဆက်ကျွန်တော်တို့ model 2008နဲ့မတူတော့ဘူးအဲကွန်းကတော့ကျွန်တော်ရိုးရိုးကြောက်ချက်လေးပဲဖြစ်မယ်ခင်ဗျာကျွန်တော်ရောင်းချပေးမယ့်ဈေးနှုန်းလေးက828တင်နဲ့ရောင်းချပေးမှာဖြစ်ပါတယ်ခင်ဗျာအတွင်းကလေးလည်းတော်တော်လေးတန့်ပါတယ်ဒါကတော့အရှိကန်းလေးပါကျွန်တော်လေကန်းလေးရိုက်ပြပေးပါမယ်လေကန်းလေးပါခင်ဗျာဒါမိသားစု၄-၅ယောက်ပို့ပါ highway ဘာညာသွားမယ်ဆိုလဲအသင့်တော်ဆုံးကားလေးဖြစ်ပါမယ်ခင်ဗျာ1000 cc ဆိုတော့ကျွန်တော်တို့ model 2008နဲ့မတူတော့ဘူးအရင်ရုံးဆွဲလဲကောင်းသလိုစီစားလေးလည်းတက်တာပါမယ်ခင်ဗျာ model 2010လေးကိုကျွန်တော်ရောင်းချပေးမယ့်ဈေးနှုန်းလေးက828တင်နဲ့ရောင်းချပေးမှာဖြစ်ပါတယ်ခင်ဗျာဒီကားလေးနဲ့ပတ်သက်ပြီးတော့မှငွေချမ်းလက်ထက်ရေးကြအကုန်ရပါမယ်နော်ရိုးစစ်တိုက်ခိုက်ဖော်စုဖြစ်ဆက်ရှင်းပါတယ်ခင်ဗျာဒီကားလေးကိုစိတ်ဝင်စားလို့ဆက်သွယ်မြင်းမြဲခြင်းနဲ့ဆိုတော့ကျွန်တော်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့3995242323ကိုဆက်သွယ်မြင်းမြဲနိုင်ပါတယ်ခင်ဗျာကိုရင်ကိုရလာရောက်ကြည့်ရှုခြင်းနဲ့လူကြီးမင်းများအတွက်ကတော့အရှိတကုံ9ရက်ကွာရသားတွေ1 way လမ်းမိုင်ပေါ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်ခင်ဗျာဗီဒီယိုဆုံးကြည့်ရှုဝေးရတဲ့ဒုတိယချင်းတိုင်းကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ